စီးပွားရေးလောကမှာအရာအလုံးအဆင်ပြေနေတဲ့အချိန်ရှယ်ယာဈေးတွေတက်နေတဲ့အချိန်လူတိုင်းပတ်စံရနေတဲ့အချိန်မှာခမရဘသူ့ကိုမှဆိုတတိလူထင်ရပါလိမ့်မယ်။ဒါပေမဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီး Warren Buffett ကတတိပေးထားပါတယ်။ဒီရေတက်နေချိန်မှာဘသူကအဝတ်အစားမပါပဲရေကူးနေလဲဆိုတာခမရမသိနိုင်ဘူးတဲ့။ဒါဟာဘာကိုဆိုလိုတာလဲ။ဒီရေတက်နေတယ်ဆိုတာစီးပွားရေးကောင်းနေတဲ့အချိန်ကိုပြောတာပါ။အဲ့ဒီအချိန်မှာလူတိုင်းဟာအရေးအချင်းရှိသလိုလိုအစီအစဉ်ရှိသလိုလိုနဲ့ပတ်စံတွေရှာနေကြတယ်။ဒါပေမဲ့တကယ့်အမှန်တရားကတော့ဒီရေကျသွားတဲ့အချိန်စီးပွားရေးကျဆင်းတဲ့အချိန်မှာပဲပေါ်လာမှာပါ။အဲ့ဒီအချိန်ကျမှဘသူကအခြေခံခိုင်မာတဲ့စီးပွားရေးလုပ်နေတာလဲဘသူကတော့ဘာမှမရှိပဲဟန်ထရက်လုပ်နေတာလဲဆိုတာကွဲကွဲပြားပြားမြင်ရပါလိမ့်မယ်။လူတော်တော်များများကစီးပွားရေးလုပ်တဲ့အခါကန်နဲ့ညင်ကိုမှားတတ်ကြတယ်။ခေကောင်းနေလို့ပတ်စံရတာကိုငါတော်လို့ရတာလို့ထင်မိတတ်ကြတယ်။ဒါဟာအဝတ်အစားမပါပဲရေကူးနေတာနဲ့အတူတူပါပဲ။ခမည်းမှာဘာအကအကွဲမှမရှိဘူး။ဘာစနစ်မှမရှိဘူး။ဘာအစီအစဉ်မှမရှိဘူး။ Warren Buffett ပြောချင်တာက risk management လို့ခေါ်တဲ့အန်ဒီရဲ့စီမံခန့်ခွဲမှုအကြောင်းပါ။အောင်မြင်သူတွေဟာအခြေအနေကောင်းနေချိန်မှတင်အဆိုးဆုံးအတွက်ပြင်ဆင်ထားကြပါတယ်။ခမည်းရဲ့စီးပွားရေးမှာအရင်ငွေ reserve fund ရှိရလား။ခမည်းမှာခိုင်မာတဲ့အုတ်မြစ်ရှိရလား။ဒါမှမဟုတ်ခမည်းဟာအကျွေးတွေနဲ့ပဲပုံဖော်ထားတဲ့ဟန်ပြစီးပွားရေးသမားလား။အခုအချိန်မှာဒီရတဲ့နေတော့မို့ခမည်းကိုဘယ်သူမှမမြင်ရသေးတာပါ။ဒီရေကတော့တနေ့မှကြကိုကြမှာပါ။စီးပွားရေးဆိုတာအကြရှိမြဲပါ။အဲ့ဒီအချိန်မှာဘာတွေဖြစ်လာမလဲ။ခိုင်မာမှုမရှိတဲ့ကုမ္ပဏီတွေစနစ်မရှိတဲ့လုပ်ငန်းတွေဟာတစ်ခုပြီးတစ်ခုပြိုလဲလာပါလိမ့်မယ်။ဒါကို naked swimmer တွေလို့ Warren ကခေါ်တာပါ။သူတို့မှအရေးပေါ်အခြေအနေအတွက်ဘာအစီအစဉ်မှမရှိဘူး။သူတို့ကကန်ကောင်းခြင်းအပေါ်မှာပဲလောင်းကြီးထပ်ထားသူတွေပါ။ဒီရေကျသွားတဲ့အခါသူတို့ရဲ့အားနည်းချက်တွေဟာလူအများရှိမှအရှက်ရစရာဖြစ်လာပါလိမ့်မယ်။ခမည်းကအခုအချိန်မှာခမည်းရဲ့လုပ်ငန်းကိုအဝတ်အစားခိုင်မာတဲ့စနစ်ဝတ်ဆင်ထားပြီလား။ဒါမှမဟုတ်ရေကျချိန်မှာအရှက်ကွဲဖို့စောင့်နေတာလား။ဒါဆိုရင်အဝတ်အစားပါတဲ့ရေကူးတယောက်ဖြစ်ဖို့ဘာတွေလိုအပ်မလဲ။ cash reserves Warren Buffett ဟာ Berkshire Hathaway မှာအမြဲတမ်းအရန်ငွေအများပြားထားလိရှိပါတယ်။အခွင့်အလမ်းကောင်းတွေပေါ်လာရင်ဝယ်ဖို့နဲ့အခက်အခဲတွေကျုံလာရင်ခံနိုင်ရှိဖို့ပါ။ competitive advantage ပြိုင်ပတ်မရှိတဲ့အားသာချက်ခမည်းရဲ့ပစ္စည်းကတခြားသူတွေနဲ့ဘာကွာတယ်လဲ။ခေတ်မကောင်းချိန်မှာတော့လူတွေကခမည်းစီမှာပဲလာဝယ်ရမယ်အကြောင်းပြချင်းရှိရပါမယ်။ integrity ရိုးသားဖြောင့်မတ်မှုဂုံးတက်ခါကိုတိဆောက်ဖို့အနှစ်20ကြာပဲမဲ့ဖြည့်ဆည်းဖို့4မိနစ်ပဲကြာတယ်လို့ Warren ကပြောခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒီရေကြာသွားတဲ့အချိန်ဟာ Warren Buffett လိုလူမျိုးတွေအတွက်တော့ဈေးဝယ်ချိန်ပါ။ဘာလို့လဲဆိုတော့အဝတ်အစားမပါပဲရေကူးနေသူတွေအရှက်ကွဲပြီးသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဈေးပေါက်ပေါက်နဲ့ရောင်းထုတ်ရတဲ့အချိန်ဖြစ်လို့ပါ။ခမည်းမအကားအကွယ်ရှိနေရင်စီးပွားရေးကျဆင်းမှုကိုကြောက်စရာမလိုပါဘူး။အဲ့ဒီအချိန်ဟာခမည်းအတွက်အကြီးဆုံးသောအခွင့်အလမ်းတွေပေါ်လာမယ့်အချိန်ပါသူများတွေကြောက်နေချိန်မှာခမည်းကရဲရဲဝံ့ဝံ့လုပ်နိုင်ဖို့ဆိုရင်အခုကလေးကခမည်းရဲ့အဝတ်အစားကိုတေချာဝတ်ဆင်ထားဖို့ပဲလိုပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်စီးပွားရေးဆိုတာအမြဲတမ်းပြောစရာကောင်းနေမှာမဟုတ်ပါဘူးအခုလက်ရှိခမည်းရဲ့လုပ်ငန်းကအဆင်ပြေနေတယ်ဆိုရင်တောင်ကိုပြန်မြည်ကြည့်ပါတကယ်လို့မနှက်ဖြန်မှာဒီရေချသွားခဲ့ရင်ငါမှအဝတ်အစားပါရဲ့လားအောင်မြင်စုဟာခေတ်ကောင်းချိန်မှာဘလောက်ရလေဆိုတာမဟုတ်ပါဘူးခေတ်မကောင်းချိန်မှာဘလောက်ခံနိုင်ရှိလေဆိုတာပါ success mindset MM နဲ့အတူခိုင်မာတဲ့အနာဂတ်ကိုတည်ဆောက်ကြပါစို့